ဟိုဒီဘက်ကဒီပုံလေးနည်းနည်းတော့ပြောခဲ့ဒါပေမဲ့ဒီနေ့ပြန်ရှင်းလိုက်မယ်နော်ပြန်ပြီးတော့ဆွဲကြမယ်ဒီမှာစဝိုင်းသေးလေးကနေစပြီးတော့ဆွဲကြမယ်လေအတွင်းထဲကစဝိုင်းလေးက radius 1/8เนาะဒါက radius 1/8ကနံပါတ်1ပေါ့ radius 1/8ပြီးရင် radius 1/4ပြီးလို့ရှိရင် radius 1/2ပြီးရင် radius 3/4ဒါဆိုစဝိုင်းလေးခုဖြစ်သွားရင်เนาะ1/8 1/4 1/2 3/4 လေးခုပြီးသွားလို့ရှိရင်နောက်ထပ်5ခုမြောက်ကကြတော့ဒီစဝိုင်းပေါ့ဒီစဝိုင်းကဘယ်လောက်နဲ့ပြီးထားလဲဆိုရင်ကြည့်ပါအောင်ဘယ်လောက်လို့ပြီးထားလဲ dimension မတက်ရသေးဘူး diameter 3 5/8နားလေးမှာပြီးထားရနော် diameter 3 5/8ဆိုပြီးတော့ဆိုရင်ဒါက3 5/8 diameter နဲ့ဆွဲရမယ်အဲဆိုရင်5ခုဖြစ်သွားပြီပေါ့5ခုပြီးသွားရင်ဒီအပြင်ဘက်ဆက်ဝိုင်းက diameter 5ကိုအထက်ကို offset ရိုက်တာ3/16ပြီးရင်နောက်တစ်ခုကကြတော့ diameter 4 1/2ပေါ့နော်အဲဆိုရင်အဲ့ဆက်ဝိုင်းလေးရေလုံးဆွဲကြမယ်နော် C under center ကလေးချမယ် radius 1/8ပြီးရင်နောက်ထပ်ဆက်ဝိုင်းတစ်ခုထပ်ဆွဲမယ် radius 1/4ပြီးရင်နောက်တစ်ခုထပ်ဆွဲမယ် radius 1/2နောက်ထပ်တစ်ခု4ခုမြောက်က radius 3/4 5ခုမြောက်ကကြတော့3 5/8 diameter diameter 3 5/8 and ပြီးရင်နောက်ထပ်တစ်ခုကကြတော့ diameter 4 1/2ပြီးရင်နောက်တစ်ခုကကြတော့ diameter 5 diameter 5ကအပြင်ဘက်ဆက်ဝိုင်းလေးတွေအဲ့ဒီဆက်ဝိုင်းလေးကို color လေးချိန်ထားလိုက်မယ်ချိန်ပြီးတော့သူ့ကို offset ရိုက်မယ်3/16 O enter 3/16 enter ဆက်ဝိုင်းကိုကလေးအတွင်းထဲကိုကလေးဒီမှာအယောင်လေးခွဲထားတော့ဟိုမတူတာလေးတွေ့အောင်เนาะနှစ်ခုကတိတ်မကွာလို့အဲဆိုရင် color လေးခွဲပြီးသွားပြီဆိုရင်ဟိုနေ့ကအထဲဘက်ကဆွဲပြီးသားလေအခုဒီအပြင်ရင်စဆွဲလိုက်မယ်ပြီးမှအထဲပြောပြမယ်เนาะအဲ့တော့ပြီးရင်စဝိုင်းလေးဆွဲမယ် color လေးတွေခွဲပြီးတော့ဆွဲကြည့်ကြမယ်ဒီမှာအစိမ်းရောင်လေးနဲ့ဆွဲပြပေးမယ်စဝိုင်းဆွဲမယ် center ဒီ quadrant လေးမှာဘလောက်နဲ့လဲဆိုရင် radius 1/2နားလေးမှာပေးထားရနော် radius 1/2ကဒီ diameter 3/5/8ရဲ့ quadrant လေးမှာဆွဲထားတာဆိုတော့စဝိုင်းဆွဲတယ်ဒီရဲ့ quadrant လေးမှာ radius 1/2ပြီးရင်နောက်ထပ်ဒီအောက်ဘက် quadrant လေးမှာလေဘလောက်နဲ့ဆွဲထားလဲဆိုရင်ဒီရဲ့ radius က 1/2လို့ပေးထားတယ်တွေ့လား sorry 1/8လို့ပေးထားတယ်ဒီ radius လေးကလေ radius 1/8လို့ပေးထားရနော်ဒါလေးဆွဲမယ်သူရဲ့ radius က 1/8 y လေးပါတယ်အဲဆိုရင်ဒီ radius 1/8နဲ့စဝိုင်းလေးဆွဲလိုက်မယ် c under ဒီ quadrant လေးမှာ radius 1/8 under ဒါပေမဲ့အဲ့1/8က center မှာဒီလိုမျိုးကြာနေအောင်မဟုတ်ဘူးအပေါ်လေးမှာတင်ထားတာအဲ့အတွက်ကြောင့်ဒါကိုမူပြန်ရွှေ့ပေးရမယ် m under select object under အောက်ဘက် quadrant လေးကနေကိုင်းအပေါ် quadrant လေးမှာချဟုတ်လားအဲ့တော့ဒီစဝိုင်းကိုအဲ့မှာမဆွဲပဲအပြင်မှာဆွဲလဲရတယ် radius 1/8နဲ့ဆွဲပြီးတော့မှအပြင်ဘက်ကနေမူရွှေ amanda select object under အောက်ဘက် quadrant လေးကနေကိုင်းဒီအပေါ်ဘက် quadrant လေးမှာချဒါမယ်နော်ပြီးရင် line လေးတွေဆက်မယ်လေtangent နဲ့ line ဆက် under ရှေ့ right ကလေး tangent point လေးမှာကလစ်မယ်ရှေ့ right ကလေး tangent ဒီဘက် tangent လေးမှာကလစ်မယ် comment ဖတ်မယ် under ညာဘက်မှာလည်းဆွဲမယ်လေ line ဆွဲမှာဆိုတော့ l under ပြီး tangent point တောင်းမယ်ရှေ့ right ကလေး tangent ပြီးရှေ့ right ကလေး tangent ပြီးမလိုတဲ့နေရာလေးတွေ tr enter နဲ့ထွင်းပလိုက်မယ်ဒါဆိုရင်ဒီပုံလေးရတော့အဲ့လေးရပြီဆိုရင်နောက်တစ်ခုကကြတော့ဒီစဝိုင်းလေးဒီစဝိုင်းလေးကကြတော့သူအလဲမှာရှိရလေသူပေးထားတာဒီဂရီက38ကိုတဝက်ဆိုတော့ဘယ်လောက်ရှိမလဲဒီဂရီ38ကိုတဝက်ဘယ်လောက်ရှိလဲ19အားဆိုရင်19ဒီဂရီ rotate လှည့်ထားမယ် line တစ်ကြောင်းလောက်ဆွဲလိုက်မယ် center ကနေမှ down line လေးအဲ့ line လေးကို rotate 19လှည့်မယ် RO under
select object and base point center မှာကလေးလေးချပြီးရင်19 and ဒီလိုလေးရအောင်ဆိုရင်အဲ့ဒီ19နဲ့ဘာနဲ့စုံတဲ့နေရာလဲဆိုရင်သူကဒီမှာ diameter 41.2နဲ့တွေ့လားအမဲရောင်နဲ့စုံတဲ့နေရာမှာဆွဲတာနော်ဒီအမဲရောင်နဲ့နော် diameter 41.2ဒီမှာအမဲလေးနဲ့လေဒီ19 degree line နဲ့စုံတဲ့နေရာမှာစဝိုင်းဆွဲထားတာနော်အဲဆိုရင် C and ဒီနှစ်ခုစုံတဲ့နေရာနော်အစိမ်းရောင်နဲ့အမဲရောင်နဲ့စုံတဲ့နေရာလေးမှာ diameter 1/4 diameter 1/4ရှိရဲ့စဝိုင်းဆွဲမယ်ပြီးရင်မဲတာခောက်ချလိုက်မယ်လေညာဘက်ကိုပြန်မဆွဲတော့ဘူး mi enter select object and quadrant လေးကနေတောင်းလိုက်လေးလေကလေးချ and ပြန်ပြပေးမယ် mi enter select object and quadrant ကနေမှ vertical line မဲတာခောက်ချလိုက်တယ်အဲဆိုရင်ဒီအပေါ်ပိုင်းကဒါရသွားပြီအဲ့ဒါရပြီဆိုရင်အောက်ဘက်ပိုင်းလေးဆက်ဆွဲမယ်ဒီအောက်ဘက်မှာသူကဒီဂရီဘယ်လောက်ပေးထားလဲဆိုရင်86ဒီဂရီလို့ပေးထားတယ်ဒီထိန်းနဲ့ဒီထိန်းနဲ့ကြားထဲက86လို့ပေးထားတယ်လေတွေ့လားအဲဆိုရင်86လို့ပြောတဲ့အတွက်အလဲကနေ line ဆွဲပြီးတော့တဝက် rotate လဲမယ်ဆိုဘယ်လောက်ရမလဲ86ရဲ့တဝက်ဆိုတော့38ရမယ်နော်38ဒီဂရီအဲဆိုရင်သူ့ကိုကာလာလေးထပ်ပြီးတော့ခွဲလဲရတယ်မခွဲလဲရတော့ရပါ line ဆွဲမယ်ဒီ center ကနေအောက်ဘက်ကို rotate လဲမယ် RO enter select object enter center point ကလေးလေးချပြီးရင်38 enter မဲတာခောက်ချလိုက်မယ်လေ mi enter select object enter ဒီကနေပြီးတော့မဲတာခောက်ချလိုက်မဲတာခောက်လိုက်တယ်ဆိုသူရသွားပြီလေပြီးတော့မှအဲ့ဒါလေးကိုဖိလက်လေးချိုးမယ် radius ဘယ်လောက်နဲ့ချိုးထားလဲဆိုရင် 1/2 နဲ့ဒီမှာကြည့်ရမှာကအပြင်ဘက်ဒီအနီရောင် line နဲ့နော်ဒီအနီရောင် line နဲ့အစိမ်းရောင် line နဲ့မှဆိုရင်သူတို့ကိုလည်း color အနီလေးခွဲထားလိုက်ဒီလိုလေးပေါ့ selection ပေးထားမယ်သူ့ကိုလည်း wrap color နဲ့ထည့်လိုက်ဒီအနီနဲ့သူနဲ့ကို fillet radius 1/2နဲ့ချိုး f enter r enter 1/2 enter multiple အောင်ထားမယ် m enter ဒီအနီရောင် line ရယ်ဒီအနီရောင်သူရယ်ဒီအနီရောင် line ရယ်ဒီဘက်ကအနီရောင်ဖြစ်ရမယ်နော်ချိုးလိုက်တယ်ချိုးပြီးတော့အတွင်းထဲကကြတော့ radius 3/16နဲ့ချိုးမှာ f enter r enter 3/16 enter multiple အောင်ထားလိုက်မယ် m enter သူရယ်ဒီစဝိုင်းလေးရယ်ဒီဘက်ရယ်သူရယ်ကိုဖေးလိုက်ချိုးလိုက်တယ်နော်ပြန်ချိုးပြပေးမယ် f enter r enter 3/16 enter 3/16 enter multiple အောင်ထားမယ် m enter ရပြီအဲ့ဒါရပြီဆိုတော့မှသူတို့ကိုဒီအပိုင်းလေးတွေကမလိုတော့ဘူးလေထွင်းချလိုက်လို့ရတယ် tr enter enter နဲ့ဒီအပိုင်းထွင်းလိုက်ဒီဘက်ပန်းထွင်းပလိုက်လို့ရှိရင်အနီရောင်ကဒါလေးပဲသုံးပါလေအားလေးရပြီဆိုတော့မှဒါလည်းဖြတ်ချင်ဖြတ်လို့ရတယ်အရေးပွားလိုက်ရင်ရပြီလေဒီဟာလေးကိုသူအစိမ်းရောင်လေးရဲ့ဒီအနီရောင်လေးကိုအရေးဘယ်နှခုပွားရမလဲဆိုရင်3ခုမှန်တယ် AR classic array classic polar array select object သူ့ကို selection လေးကောက်လိုက်မယ် window လေးနဲ့ကောက်လိုက်တယ်နော် space bar center point လေးမှာကလေးလေးလာချပြီးရင်3ခု review လေးနှိပ်ကြည့်မယ် space bar လေးနှိပ်မယ် okay လေးနှိပ်မယ်ဒါဆိုဒီပုံရသွားပြီပေါ့အဲ့ဒါလေးရပြီဆိုတော့မှဒီ line လေးဖြတ်ထားလိုက်မယ်ဒီကြားထဲတွေထွင်းချင်ထွင်းထားလိုက်မယ် tr enter နဲ့ဒီကြားထဲတွေ light ထွင်းထွင်းပြီးသွားပြီဆိုတော့မှဒီစဝိုင်းလေးလာဆွဲမယ် diameter 3/16 diameter 3/16 and array ပွားမယ် AR classic polar array select object center point ဘယ်နှခုလဲဆိုရင်6ခု review နှိပ်ကြည့်မယ် space bar နှိပ်မယ် okay နှိပ်မယ်အလဲတွေကကြတော့ဘယ်လောက်ပေးထားလဲဆို1/16 လို့ပေးထားရလေအဲ့တော့အလဲကနေ line ဆွဲမယ် offset တစ်ဝက်စီရိုက်မယ်1/16ရဲ့တစ်ဝက်1/32 O enter 1/32 enter ဒီဘက်ကို1/32ညာဘက်ကို1/32အလဲ line ဖြတ် tr enter နဲ့ trim ဒါလေးတွေလည်းပဲ trim သူ့ကို array ပွားလိုက်မယ် AR classic polar array select object center point တူတူပဲမို့လို့3ခု360 preview နှိပ်မယ် space bar okay ပေါ့ဒီပုံလေးရတော့ရမယ်နော်တစ်ခေါက်ပြန်ပြီးတော့ဆွဲပြပေးမယ်နော်
ပြင်ဆုံးစဝိုင်းလေးစဆွဲတယ် C under လောင်းနဲ့လဲဆိုရင် radius 1/8 ပြီးရင်နောက်တစ်ခုကကြတော့ radius 1/4 1/8 1/4ပြီးရင်နောက်တစ်ခုက 1/2 1/2ပြီးသွားရင် 3/4 3/4ပြီးသွားရင် diameter 3/5/8 diameter 3/5/8အဲ့ဒါပြီးသွားတော့ diameter 4/1/2 diameter 4/1/2ပြီးရင် diameter 4/1/2ပြီး diameter 5 d under 5 under သူ့ကိုကာလာခွဲထားမယ်လေ diameter 5ကိုပြီး offset ပြန်ရိုက်မယ်ထဲထဲကို 3/16 ဒီပန်းရောင်လေးကိုအတွင်းထဲ offset ရိုက်ရမယ်နော်ဒါရပြီဆိုရင် line လေးစဝိုင်းလေးစပြီးတော့ဆွဲကြမယ်လေ color လေးခွဲပြီးတော့ဆွဲမယ် C under ဒီရဲ့ quadrant လေးမှာနော်ဘယ်လောက်ရှိတဲ့စဝိုင်းလေးလဲဆိုရင် radius radius 1/2စဝိုင်းဆွဲတဲ့ quadrant လေးကနေမှ radius 1/2ပြီးနောက်ထပ်ဒီနားလေးမှာလဲ quadrant လေးမှာလဲစဝိုင်းဆွဲမယ်လေ radius 1/8 1/8ဒါဆိုရင် 1/2 ရယ် 1/8 ရယ် 1/8 ကိုပြန်ရွှေ့ရမယ်အပေါ်ဘက်ကို M under select object under အောက်ဘက် quadrant က guide အပေါ် quadrant လေးမှာပြန်ချနော်ဒီနားမှာရှုပ်နေတဲ့ထင်အပြင်မှာတက်တက်ဆွဲ 1/8 နဲ့ပြီးတော့မှ move ပြန်ရွှေ့အောက်ဘက် quadrant က guide အပေါ် quadrant မှာချပြီးရင် line ဆွဲမယ် tangent လေး L under shift right click tangent shift right click tangent ရပြီဒါလည်းတစ် line ပဲဆွဲပြီးမယ်တာခောက်လေးရတယ်လေ MI under select object under အလယ်ကနေ particle line လေးမယ်တာခောက် TR under နဲ့ထွင်းလိုက်မယ်နော်ဒီကြားထဲကိုထွင်းပြီးသွားရင် line လေးတစ် line လောက်ဆွဲလိုက်မယ်သူ့ရဲ့ဒီ center ကနေမှအပေါ်ဘက်လေးကိုဒီ line လေးကို rotate လဲမယ်38ရဲ့တစ်ဝက်19 RO under select object under center point မှာ click ချ base point 19 under အဲဆိုရင်ဒီ19ရဲ့ဘယ် line ရဲ့လဲဆိုရင်အမဲရောင်ဖြစ်တဲ့လေဒီအပြရောင်လေးနဲ့ဒီနှစ်ခုစုံတဲ့နေရာနော်အဲ့ဒါလေးမှားမယ်နော်ဒီနှစ်ခု intersection နော်ဒီပန်းရောင်နဲ့မဟုတ်ဘူးနော်ဒီနေရာလေးမှာစဝိုင်းလေးလာပြီးတော့ဆွဲမယ် C under intersection လေးမှာ diameter 1/4ဒီလိုလေးရတော့မယ်အဲ့ဒါရပြီဆိုသူ့ကိုညာဘက်ကိုမဲတာပြန်ထား MI under select object under quadrant လေးကနေမှညာဘက်လေးကိုမဲတာခောက်ချလိုက်တာနော်အဲ့ဒါပြီးရင်တခါအောက်ဘက်မှာလည်းပဲ line လေးဆွဲမယ် L under center ကနေမှအောက်ဘက်ကို line လေးဆွဲ rotate လဲမယ်86ရဲ့တစ်ဝက်38 R1 select object under base point ကလေးချ38 under မဲတာခောက်မယ် MI under select object under မဲတာလေးခောက်လိုက်မဲတာခောက်ပြီးရင် fill လက်ချိုးမယ်သူတို့1/2နဲ့လေ F under I under 1/2 under ဒီပန်းရောင် line လေးရယ်ဒီပန်းရောင်စဝိုင်းလေးရယ်အနာပြန်နှိမ့်မယ်သူရယ်ဒီစဝိုင်းလေးရယ်အတွင်းထဲက 3/16 F under R under 3/16 under multiple on ထားလို့ရတယ် M under ဒီ line ရယ်ဒီအတွင်းစဝိုင်းရယ်ဒီ line လေးရယ်အတွင်းဘက်စဝိုင်းရယ်ရပြီအဲ့ဒါရပြီဆိုရင်ဒီဘက်ပိုင်းနေရာမလိုတော့ဘူးလေ TR under နဲ့ထွင်ခဲ့လိုက်ဒီပန်းရောင် line ဒီဘက်မှာလည်းပဲထွင်ခဲ့လိုက်မယ်ဒါတော့ဒီလိုမျိုးလေးဖြစ်သွားမှာပေါ့အဲ့လေးရပြီဆိုရင် array ပွားမယ်လေ AR classic polar array select object window လေးနဲ့ကောက်လိုက်တယ်နော်ဒီနားလေးမှာဒီလိုမျိုးလေးဖြစ်သွား center point 3ခု360 preview နှိပ်မယ် space bar okay ပေါ့ရမယ်နော်အဲ့ရပြီဆိုရင်ဒီ line ဖြတ်လိုက်လို့ရပြီဆိုရင်ဒီကြားထဲတွေထွင်းထားလို့ရပြီဒီ enter နဲ့ဒီပိုင်းလေးတွေဖြတ်ပြီးသွားရင်ဒီမှာစဝိုင်းဆွဲတော့မယ် quadrant လေးမှာလေလောင်းနဲ့လဲဆိုရင် diameter 3/16 array ပွားလိုက်မယ် AR classic polar array select object ဘယ်နှခုလဲဆိုရင်6ခု preview နှိပ်မယ် space bar okay ပေါ့
အဲ့ပြီးရင်ဒီမှာ line လေးတစ်ကြောင်းလောက်ဆွဲလိုက်မယ် center ကနေမှအပေါ်ဘက်လေးကို offset ရိုက်မယ် 1i16 ရဲ့တစ်ဝက် 1i32 အလဲ line ဖြတ် tr enter နဲ့တွင်ပြီး array ပွားပေါ် ar classic polar array select object 3ခု360ပေါ့နော် center point အတူတူပဲမို့လို့မထောက်တော့ပေးပါ okay ကြားလဲဖြတ်ချင်ဖြတ်ပေါ့နော်အဲ့ပုံလေးရတော့ရမယ်နော်ဆက်ကြည့်ပေးနော်နောက်တစ်ပုံကကြတော့ဒီပုံလေးဆွဲကြည့်ကြမယ်ဒါလေးဒီပုံလေးဆွဲမယ်နော်ဒီပုံလေးဆွဲမယ်ဆိုတော့သူက dimension လေးတွေပေးထားတယ် dimension လေးနည်းနည်း scale လေးပြောင်းလိုက်ပြင်အောင်ပြင်တော့ပြင်ပါ23လောက်ထားကြည့်အဲဆိုရင်ဒီထဲကစဝိုင်းလေးက diameter 20အပြင်ဘက်ကစဝိုင်းလေးက diameter 48အဲဆိုစဝိုင်းနှစ်ခုဆွဲမယ်နော် diameter 20ရယ် diameter 48ရယ်ပြီးရင်အဲ့ဒီစဝိုင်းနှစ်ခုရဲ့ center ကနေမှအောက်ဘက်ကို144ခွာထားတဲ့နေရာမှာ diameter 48ဆိုတဲ့စဝိုင်းနောက်တစ်ခုရှိသေးတယ်ဒါဆိုရင်ပြန်မဆွဲတော့ဘူးလေအပြင်ဘက်ကဒီ diameter 48ကိုအောက်ဘက်ကို144 copy ကူးလိုက်ပေါ့ဒါဆိုဒီအောက်ကစဝိုင်းရလာပြီအဲ့ဒါရပြီဆိုရင်နောက်ထပ်ဒီအဲ့ဒီ diameter 48ရဲ့ center ကနေမှ radius 60နဲ့စဝိုင်းတစ်ခုထပ်ဆွဲလိုက် radius 60နဲ့ဆွဲပြီးတော့ရင်အဲ့ဒီစဝိုင်းကိုပြန်ရွှေ့ပေးလိုက် move ဒီမှာ12လို့ပေးထားတဲ့အတွက်12ပြန်ပြီးတော့ရွှေ့ပေးလိုက်ရွှေ့ပြီးတော့ရတယ်ဆိုရင်ဒါဆိုရင်စဝိုင်းနှစ်ခုရမှာပေါ့အပေါ်ဘက်ကစဝိုင်းနှစ်ခုအောက်ဘက်ကစဝိုင်းနှစ်ခုပြီးရင်ဒီညာလေးကကြတော့ radius ဘယ်လောက်နဲ့ဆွဲထားတာလဲဆိုရင်ဒီနာကအဝိုက်လေးက radius 73လို့ပေးထားတယ်တွေ့လား radius 73ဒါဆိုရင် radius 73နဲ့စဝိုင်းဆွဲဖို့ရအတွက် tangent radius ကိုသုံးပြီးတော့ဆွဲလိုက်အဲဆိုဒီအဝိုက်ထိရလာနော်ရမယ်နော်အဲဆိုရင်ဒီဝိုက်ထိရလာတာကဒီလိုမျိုးလေးဖြစ်မှာပေါ့ပထမဦးဆုံးစဝိုင်းလေးနှစ်ခုဆွဲလိုက်တယ် diameter 20ရယ် diameter 48ရယ်ပြီးရင်အောက်ဘက်ကိုစဝိုင်းလေး diameter 48ကိုအောက်ကို copy ကူးတယ်144ပြီးရင်နောက်ထပ်စဝိုင်းဆွဲတယ် radius 60နဲ့ radius 60ကိုသူ့ရဲ့ center ကနေညာဘက်ကို12ပြန်ပြီးတော့ရွှေ့လိုက်တယ်ရွှေ့ပြီးတော့ရင်သူတို့နှစ်ခုရဲ့ tangent ကိုထိပြီးတော့ radius 73နဲ့စဝိုင်းဆွဲတယ် c enter t enter tan radius ပေါ့နော်ဒီစဝိုင်းဆွဲတယ်ဆွဲပြီးတော့ရင်ဒီဘက်ကဘယ်ဘက်ကစဝိုင်းလေးအဲ့ဒီစဝိုင်းလေးကကြတော့ဘယ်လိုဆွဲထားလဲဆိုရင်သူ့ရဲ့ dimension ကဒီ diameter 48ရဲ့ center ကနေမှဘယ်ဘက်ကို50အပေါ်ဘက်ကို85ဒါဆိုရင်ဒီနေရာမှာပဲဆွဲမှာပေါ့ diameter 24ရှိတဲ့စဝိုင်းစင်တာကနေပဲဆွဲလိုက်ဆွဲပြီးတော့ရင်ပြန်ရွှေ့မယ် h က50 y က85ဒါပေမဲ့ तू ကဒီစင်တာကနေရွှေ့တဲ့အခါကျရင်ဘယ်ဘက်ကွာရန်လားညာဘက်ကွာ first လား second လား third လားကွာရန်ကဘယ်ကွာရန်ဖြစ်မလဲ second ကွာရန်မို့လို့ h တန်မို့မှာအနှုတ်50ထည့်ပေးရမယ် y တန်မို့ကတော့ plus ပဲ75ပေါ့ရမယ်နော်85အဲဆိုရင်ဒီရောက်သွားမယ် h တွေ y တွေမထည့်ချင်ဘူးဆိုတစ်စင်ကြီးရွှေ့လို့ရတယ် h အတိုင်း50တစ်ခါရွှေ့ y အတိုင်း85တစ်ခါရွှေ့အဲဆိုဒီရောက်သွားအဲ့ဒီရောက်သွားပြီဆိုရင်စဝိုင်းလေးကဒီထိရောက်လာပြီဒီထိရောက်လာပြီဆိုရင်ဒီ line လေးကကြတော့သူဘယ်လောက်ပေးထားလဲဆိုရင်ဒီနားလေးမှာ60 degree လို့ပေးထားတယ် line လေးကလေဒီထိတ်နဲ့ဒီဘက်ထိတ်နဲ့ကိုတက်တက်လေးဆွဲထားတဲ့ထိတ်ရဲ့ပြီးရင်အဲ့ဒါဆိုရင်ဒီနားကနေမှဒီလို line လေးဆွဲလိုက်မယ်ဆိုပါစို့ကာလာလေးနဲ့ပြောင်းဆွဲပြပေးမယ်နော်ဒီနေရာလေးကနေ line လေးတစ်ကြောင်းရှိတယ်ဆိုပါစို့သူရဲ့ဒီ center ကနေဒီဘက်လေးကို line လေးတစ်ကြောင်းဆွဲလိုက် shear right လေး tangent ဒါလိုတော့မလိုဘူးနော်perpendicular ပြီးရင်ဒီနေရာကနေမှသူက s sin လေးခံထားလိုက်sorry
ပြန်ပြပေးမယ်နော်ပြီးဒီတောင်းတန်မိုးလေးပေးထားတယ်တွေ့လားစာအုပ်ထဲမှာလေဘယ်လောက်လို့ပေးထားလဲ60ဒီတောင်လေးက60လို့ပေးထားတယ်အဲ့ဆိုအဲ့ဒီတောင်လေးက60ဆိုဒီဘက်တောင်လေးကဘယ်လောက်ရှိမလဲတောင်းမှန်ကြလေးဆိုတော့60ပေါ့ရမလားဒီမှာဒီတောင်လေးကကြတော့60ဖြစ်သွားမယ်နော်ဒီကနေပြီးဒီတောင်းမှန်ကြလေးဖြစ်သွားတယ်ဒါက60အဲ့ဆိုရင်ဒီတောင်းက60ဒီတောင်းက60ဆိုရင်ကျန်တဲ့တောင်လေးကဘယ်လောက်ကျန်မလဲ30ပေါ့မှန်တယ်အဲ့ဆိုရင်ဒီဘက်တောင်လေးကကြတော့30ဒီဂရီကျန်မယ်အဲ့ဆိုရင်တိုင်းပြပေးမယ်လေဒါမတိုင်းထားလဲပဲသိရမယ်နော်ကိုဘာသာကိုသိရမယ်30ဆိုတာလေ3ကန်ရဲ့အတွင်းထောင်နေပေါင်းရင်180ရှိရဆိုတော့လေ90ရဲ့60ရဲ့ပေါင်း150ကျန်တာ30ကျန်မှာပေါ့ဒီတောင်လေးက30ဒီဂရီအဲ့ဆိုရင်ဒီတောင်က30ဆိုဒီ line ကလည်းပဲ30ဒီဂရီပဲပေါ့ဒီဘက် line ကလည်း30ဒီဂရီပဲအဲ့ဆိုရင်အဲ့ဒီ line လေးဆွဲဖို့အတွက် polar system လေးနဲ့ဆွဲကြမယ်လေL under tangent point ကနေထွက်မယ် shear right click tangent distance ကတော့မသိဘူးဒါပေမဲ့ခံမှန်းချိန်နဲ့ထည့်ဆွဲလိုက်မယ်လူရင် extent ဒီ train နေနဲ့သုံးမှာမလို့လေ L under distance ကိုသူ့ရဲ့ distance တိုင်းထားလိုက်မယ်50လို့ထားလိုက်မယ် down ကြတော့30 degree ပေါ့ polar system နဲ့ဆွဲအဲ့မယ်နော်အဲ့ဆိုရင်သူရပြီဆိုရင်ဒီဘက်ကိုတစ်ခေါက်ပြန်ဆွဲလဲရတယ် offset ပြန်ရိုက်လဲရတယ်ဒီမှာ diameter 24လို့ပေးတဲ့အတွက် offset 24ပြန်ရိုက်လိုက်လဲရတယ်အဲ့ဆိုရင်ပုံကဘယ်လိုလေးဖြစ်သွားမလဲဆိုရင်ဒီပုံစံလေးဖြစ်သွားမယ်对လားနော်ဒီ line လေးဖြစ်သွားမှာပေါ့ line လေးဆွဲတယ် L under နားလေးမှာလေ L under shear right click tangent သူရဲ့ tangent ကနေစတယ်ပြီးရင် polar system သုံးမယ် assign distance ကို50လို့ခန့်မှန်းကြည့်ထည့်တယ် down က30 under ဒီဘက် line ကကြတော့ပြန်မဆွဲတော့ဘူး offset ရိုက်လိုက်တယ် diameter 24ဆိုတော့ offset ကိုလည်း24 offset ရိုက်လိုက်တယ်ဒါဆိုဒီလိုရသွားပါအဲ့ဒါရပြီဆိုရင်နောက်ထပ်စဝိုင်းကဘယ်လောက်လို့ပေးထားလဲဆိုရင်125မဒီစဝိုင်းပေါ့125ဆိုတာဒီစဝိုင်းเนาะ dimension ကမတက်ထားအောင်နော်125ရှိတယ်စဝိုင်းလေးပေါ့အဲ့ဒီ125ကြတော့ဘယ်ကနေလဲဆိုတော့ဒီဘက်ကွာတန်လေးမှာလာထိထားတာ diameter 48ရဲ့ညာဘက်ကွာတန်လေးအဲ့ဆိုရင်ဒီ125ရဲ့ညာဘက်ကွာတန်ရဲ့သူ့ရဲ့ကွာတန်ရဲ့တစ်ထပ်ထဲခြားထားတာလေအဲ့ဆိုအပြင်မှာဆွဲလဲရတယ်ဒီမှာလာဆွဲပြီးရွှေ့လဲရတယ်ဒီမှာ125 radius နဲ့ဆွဲထားတဲ့စဝိုင်းကို diameter 48ရဲ့ကွာတန်ညာဘက်ကွာတန်လေးမှာတင်ထားလိုက်တယ်အဲ့ဆိုဒီဟာရသွားတယ်အဲ့ဒါရပြီဆိုရင်မလိုတဲ့နေရာလေး trim ပလိုက်တာလေဒီနားမှာအဝိုက်လေးဝိုက်ထားတယ်ဒီဘက်လေးမှာအဝိုက်လေးဝိုက်တာအဲ့ဆိုအဲ့ဒီအဝိုက်လေးကဘယ်လောက်နဲ့ဝိုက်ထားလဲဆို radius 20နဲ့ဝိုက်ထားတယ်အဲ့ဆိုရင်ဒါကို trim ပြီးတော့ဒီမှာ radius 20လေးနဲ့ဝိုက်လိုက်တော့ဒီပုံလေးရသွားတယ်ပြလားအားလေးရပြီဆိုတော့မှတခါဒီစဝိုင်းရပြီဆိုရင်နောက်ထပ်ဒီစဝိုင်းကြီးကျန်နေရ160နဲ့2 162ကကြတော့တန်တန် radius နဲ့ဆွဲမယ်နော်တန်းကျန်radius နဲ့ဆွဲမယ်တန်းကျန်ကဘယ်မှာထိမှလဲဆိုတော့အပေါ် diameter 48ရဲ့အောက်ဖက်တန်းကျန်ရဲ့ပြီးရင်ဒီအောက်ဖက်125ရဲ့တန်းကျန်လေးဒီ radius 60ရဲ့တန်းကျန်လေးရဲ့ထိပြီးတော့ဒီလိုမျိုးလေးဆွဲလိုက်တာနော် radius 60ရဲ့ညာဘက်တန်းကျန်လေးရဲ့ပြီးရင် diameter 48ရဲ့အောက်ဖက်ဒီဘက်ဘယ်ဘက်အောက်ဖက်တန်းကျန်လေးရဲ့တန် radius နဲ့ diameter 162ကိုဆွဲလိုက်တာဆွဲပြီးတော့မလိုတဲ့နေရာကြီး twin ပလိုက်တယ်လေ twin ပြီးရင် fillet လေးချိုးပေါ့ဒီနားလေးမှာ radius 40နဲ့ချိုးထားတယ်ရမလားပြီးရင်မလိုတဲ့နေရာတွေဖြတ်ပစ်လိုက်နော်အဲ့ဆိုရင်ဆွဲကြည့်ကြမယ်နော်ပထမဦးဆုံးစဝိုင်းနှစ်ခုဆွဲမယ် diameter 20ရဲ့ diameter 48ရဲ့ diameter 48ကိုအောက်ဘက်ကို144 copy ကူအဲ့ဆိုအဲ့ဒီဆွဲကြည့်လိုက်မယ်ပထမဆုံးစဝိုင်းဆွဲမယ် center diameter 20ပြီးရင်နောက်တစ်ခုက diameter 48 copy ကူးမယ် CO under select under center ကနေမှအောက်ဘက်ကို144ပြီးရင်စဝိုင်းနောက်တစ်ခုထပ်ဆွဲမယ်လေကာလာလေးခွဲပြီးတော့ဆွဲပြပေးမယ် C under သူ့ရဲ့ center ကနေမှ radius 60အဲ့ radius 60ကိုညာဘက်ပြန်ရွှေ့မယ်12 M under select object under center ကနေမှညာဘက်ကို12 under dimension စစ်ကြည့်လို့ရတယ်ဒီ center နဲ့သူ့ရဲ့ဒီ center နဲ့ center to center 12ရှိရမယ်နော်အဲ့ရပြီဆိုရင်နောက်ထပ်တစ်ခုကဒီနောက်မှာရှိတဲ့စဝိုင်းလေး radius 73နဲ့လေအဲ့တော့ C under T under
tangent 73 and ပုံရပါမယ်နော်အဲ့ဒါလေးရပြီဆိုရင်နောက်ထပ်ဒီမှာစဝိုင်းဆွဲမယ်လေ radius diameter 24နဲ့အဲ့တော့ဒီမှာစဝိုင်းလေးဆွဲလိုက်မယ်သူ့ကိုလည်း color လေးခွဲထားလိုက်မယ် center center မှာကလစ်မယ် diameter 24 and မူပြန်ရွှေ့မယ် amanda select object and center မှာကလစ်မယ် assign second quadrant မို့လို့အနှုတ်50 y က85 85ဆိုဒီရောက်သွားမယ်ရမလားအဲ့ဒီရပြီဆိုရင်ဒီနေရာလေးတွေကနေ line လေးဆွဲမယ်လေဒီထိန်လေးကနေနော် l enter ရှေ့ right ကလေး tangent သူ့ရဲ့ tangent ကနေမှ s sin distance ကို50လို့ခံမှန်းထည့်တယ် down ကတော့30သူ့ကိုနောက်ထပ်တစ်ကြောင်းပြန်မဆွဲတော့ဘူးသူ့ရဲ့ diameter 24ရှိတဲ့အတွက် offset 24ရတယ် o enter 24 enter ရမလားရပြီဆိုရင်အဲ့ဒါလေးခြံခဲ့ပေးမယ်နော် copy လေးယူလိုက်မယ်ဆိုရင်ဒီပုံရမယ်အဲ့ရပြီဆိုရင်ချွင်းထားလိုက်ရပြီဒီဟာ enter နဲ့ဒါလေးဖြတ်လဲရတယ်မဖြတ်လဲရတယ်ဒီလိုမျိုးလေးပေါ့နော်အဲ့ရပြီဆိုရင်နောက်ထပ်ဒီ line လေးနဲ့ဒီ sawine လေးနဲ့ကို fillet ချိုးထားတဲ့ radius 40 f enter r enter 40 enter အဲ့ဆိုရင်ညာဘက်တက်ကကြတော့ radius 125ဒါဆိုရင်125ရှိတဲ့ sawine လေးဆွဲမယ်center center မှာကလစ်မယ်125မူပြန်ရွှေ့မယ် amanda select enter ညာဘက် quadrant ကနေ diameter 48ရဲ့ quadrant လေးမှာထားအဲ့လေးထားပြီးသွားပြီဆိုရင်သူ့ကိုထွင်းတော့မယ်လေမလိုတဲ့နေရာတွေထွင်းပလိုက်ထွင်းတဲ့အခါကျရင် tr enter တစ်ခါနဲ့ထွင်းလိုက်မယ် tr enter ဒီ line ရဲ့ဒီ sawine ရဲ့ select mat enter counter ဖြတ်ပလိုက်မယ်လေဒီလိုမျိုးလေးကြံပါဟုတ်လားအဲ့ဆိုရင်အများကြီးထွင်းကြမလို့တော့လေဒီပိုင်းလေးတွေက tr enter နဲ့လိုက်ထွင်းပါဒီလိုမျိုးလေးရသွားမယ်ဟုတ်ပြီနော်ပြန်ထွင်းပြပေးမယ်နော် tr enter ဒီ line ရဲ့ဒီ sawine ရဲ့ select mat enter counter ဖြတ်ပလိုက်တာအဲ့ဆိုဒီပုံလေးရတော့ရလားထွင်းတာမြန်သွားအောင်လို့နော် tr enter နဲ့တပတ်လဲလိုက်ထွင်းရင်အများကြီးထွင်းရမှာမို့လို့ tr enter လိုချင်တာဒီ line နဲ့ဒီ sawine နဲ့ကြားထဲလိုချင်တာမို့လို့သူတို့နှစ်ခု select က enter ပြီးရင်ဖြတ်မဲ့အားလေးကို select မှတ်လိုက်တစ်ခါလေးဖြတ်သွားရတဲ့လားနော်အဲ့ဆိုရင် fit လက်ချိုးလို့ရပြီလေ f enter r enter radius က20 enter ဒီ line လေးရဲ့သူရဲ့ကို fit လက် radius 20နဲ့ချိုးလိုက်တာပြီးရင်နောက်တစ်ဆင့်ကကြတော့တန် radius နဲ့ sawine ထပ်ဆွဲမယ်လေ radius က160နဲ့2အဲ့ဆိုရင် c enter p enter tangent ဒီအောက်ဘက်ဘယ်ဘက် tangent ပြီးညာဘက် tangent 162 enter ဒီလိုလေးရနော်အဲ့လိုလေးရပြီဆိုရင်သူ့ကိုလည်းထွင်းရမှာလေထွင်းမယ်ဆိုတော့ဒါလေးကိုခြံထားပေးမယ်ကြည့်လို့ရအောင်သူ့လည်းတစ်ခါနဲ့ပဲထွင်းမယ် tr enter ဒီ line နဲ့သူနဲ့ select mat ဒါဖြတ်လိုက်ဒီလိုပုံရပါမယ်အဲ့ဒီပုံရပြီဆိုတော့မှ fillet ချိုးမယ် f enter r enter radius က40 enter နော်40နဲ့ညာဘက်လေးမှာသူရဲ့ဒီဘက် sawine ရဲ့ fillet ချိုးဒါဆိုရင်ဒီဟာရသွားမယ်ထွင်းမယ် tr enter နဲ့ဒီကြားထဲထွင်းတယ်ဒီဟာသူ့ကိုလည်းထွင်းတယ်နော်ပြန်ဆက်ပြပေးမယ်နော်ပထမဆုံး sawine စဆွဲတယ် c enter diameter 20ပြီးရင်နောက်တစ်ခုက diameter 48 copy ကူးတယ် co enter select object diameter 48ကို select ပေး enter အောက်ဘက်ကို144ပြီးရင်နောက်ထပ် sawine ထပ်ဆွဲတယ်ဒီညာလေးမှာ diameter radius 60 color လေးပြောင်းထားလိုက်မယ်အရောင်လေးမြင်တောင်းပြီးရင်သူ့ကိုမူးရွှေ့မယ်12ပေါ့စင်တာကနေမှညာဘက်ကို12 enter အဲ့ဒါပြီးရင်နောက်ထပ် sawine ဆွဲမယ် c enter t enter tan radius 73ထွင်းထားလိုက်မယ် tr enter နဲ့ပြီးရင်ဒီဘက်အပေါ်အတွက် sawine ဆွဲမယ် sawine ဆွဲမယ်ဆိုတော့ c enter diameter 24မူးရွှေ့မယ် amanda select object enter center မှာ click s sign
minus 50,75 line ဆွဲတဲ့ Atlanta ရှေ့ right ကလေး tangent သူရဲ့ tangent ကနေ s sin distance က50ထောင်းက30 offset ရ o_enter 24 enter ပြီးရင် filler ချိုးလို့ရတယ် f enter enter 40 enter ရပြီပြီးဒီဘက်မှာစဝိုင်းဆွဲတယ် c enter center ကနေ radius 125မူပြန်ရွှေ့မယ်သူကွာတန်းကနေကိုင်းသူရဲ့ကွာတန်းမှာထား f enter enter 20 enter သူရဲ့ကို filler ချိုးtwin နဲ့ dr enter ဒီ line ရဲ့သူရဲ့ select mat ဒါတွေ twin ပလိုက်ပြီးရင်နောက်ထပ်စဝိုင်းဆွဲမယ် c enter t enter ဒီဘက်ဘယ်ဘက်အောက်ဘက်တန်းကျန်လေးရဲ့ဒီညာဘက်တန်းကျန်လေးရဲ့ radius က162 enter ပြီးရင် twin မဲ့သူ့ကိုလည်း tr enter သူရဲ့ select mat ဒါဖြတ် f enter enter 40 enter သူရဲ့ဒီစဝိုင်းရဲ့အဲဆိုရင် tr enter enter နဲ့ဒါလေးတွေလည်း twin ဒီဘက်လည်း twin သူ့ကိုလည်းပဲ twin ဒါနော်ဆိုရင်ဆွဲကြည့်ပေးနော်ဒီနေ့နေ့ကကြတော့ဒီ array ထိပြီးသွားပြီဆိုတော့စာမျက်နှာ9က sketch ဆိုတာလေးပြောမှာနော်stress ပေါ့ stress ကကြတော့ဆွဲဆန့်ခြင်းเนาะ s under သို့မဟုတ် modify နဲ့မှာ stress ဆိုပြီးတော့ယူသုံးလဲရတယ် s under ပြီးရင်သူက select ကောက်တာအောင်မှာဘယ်လိုကောက်ရမလဲဆိုရင် crossing နီးဖြင့်တဝက် select မှတဝက်လို့ပြောထားရင်เนาะအကုန်လုံးမဟုတ်ဘူး s under s ကကြတော့ stress ကိုပြောတာပြီးရင် crossing နီးဖြင့်တဝက် select မှ crossing က left to right လား right to left လား left to right လား right to left လား right to left နော်ညာဘက်ကနေဘယ်ဘက်ကိုအဲ့ဒါက crossing left to right က window ရမယ်နော်အမှ crossing နည်းနဲ့တဝက် select မှတ်လို့ပြောထားရနော် window မဖြစ်ရအောင်နော် crossing နဲ့ဖြစ်ရမယ် right to left ဖြစ်ရမယ် crossing နည်းဖြင့်တဝက် select မှတ် enter ပြီး base point ကလစ်ဆွဲဆန့်ခြင်းတဲ့နေရာကိုကလစ်ချအဲ့လိုမဟုတ်ဘဲနဲ့ base point ကလစ်ပြီးရင် direction ပြတန်ဖိုးပေး enter ဆိုလိုက်ရတယ်ဒါတန်ဖိုးထည့်တာပေါ့နော်တန်ဖိုးမထည့်ချင်ဘူးဆိုရင်တော့ base point ကလစ်ပြီးရနဲ့ကိုယ့်ကိုဆွဲဆန့်လိုက်ပြီးကလစ်ချလိုက်ကလစ်မချချင်ဘူးဆိုရင် direction ပြတန်ဖိုးပေး enter နော်အဲ့ဒါဆိုအဲ့ဒါလေးသုံးကြည့်မယ်နော်အဲ့လေးဆွဲမယ်ဆိုတော့သူက line လေးတစ်ကြောင်းဆွဲတယ်ဆိုပါစို့ Atlanta မှာ30ရှိတဲ့ line လေးဆွဲကြည့်လိုက်ဒီ line လေးကတန်းရှိတယ်ပေါ့နော်အဲ့ line လေးကဒါလေးကို copy လေးယူလိုက်မယ် CO enter select enter A enter 10ခုလောက်ထားလိုက်မယ်သုံးတော့မသုံးဘူးပေါ့မှာဒါ30ရှိတဲ့ line လေးအဲ့ဒီ line လေးကို20ဖြစ်ချင်တယ်ဆိုပါစို့ဒါဆိုရင် S enter ပြီးရင် select object လေး window နဲ့မကောက်ဘူးเนาะ crossing နည်းဖြင့်တဝက် select right to left เนาะတဝက်ဆိုပြီးတဝက်တိတိကျကျကြီးပေးစရာမလိုဘူးဒီလိုအဖျားလောက်လေးပါလဲရတယ်အဓိကတစ်ခုလုံးကြီးမပေးရအောင်เนาะတဝက် crossing နည်းဖြင့်တဝက် select mat enter ပြီးရင် base point လို့ပြောတယ်လေဒီမှာစာလေးဖတ်ကြည့်လိုက်ရတယ် base point ဆိုတော့ base point ကလေးပြီးရင်ဆွဲဆက်မဲ့ဘက်လေးဥမာညာဘက်ဆိုရင်ညာဘက်လေးမှာ direction လေးပြလိုက်ပေါ့ညာဘက်လေးကိုတော့ကလေးလေးချနော်ဒါက direction ပြတာအဲ့လိုမဟုတ်ဘဲနဲ့တန်မိုးထည့်ခြင်းနဲ့ဆိုလဲရတယ် s enter crossing နည်းဖြင့်တဝက် select mat enter base point ကလေးပြီး direction ပြမယ်တန်မိုးပေးမယ်လေဥမာနောက်ထပ်30ထပ်တိုးမယ်ဆို10 enter s enter crossing နည်းဖြင့်တဝက် select mat အဲ့လိုမဟုတ်ဘဲနဲ့ညာဘက်မဟုတ်ဘယ်ဘက်ဆိုလဲရတယ် crossing နည်းဖြင့်တဝက် select mat enter base point ကလေးဒီဘက်လေးကိုထုတ်ခြင်းဒီဘက်ကိုပြနော်S enter select object enter base point ကလေးညာဘက်လေးကို5 enter S enter crossing နည်းဖြင့်တဝက် select mat enter base point ကလေးမဲမှာ3 enter ပေါ့လို့ဖြစ်မယ် S enter select object enter base point ကလေးပြီးဒီခါ short ကြည့်လိုက်မယ်လေ2 enter လို့ဒီဘက်လေးကိုပြလိုက်မယ်ဒါဆိုအနောက်ကို2 short လိုက်တာပေါ့နော်ရမယ်နော်
ဒါက line နေမှာမဟုတ်ဘူး rectangle လေးလည်းဆွဲလို့ရတယ် REC under rectangle လေးတစ်ခုလောက်ဆွဲလိုက်မယ်ဒီလို rectangle လေးပေါ့အဲ့ဒါလည်းသုံးလို့ရတယ်သူ့ကိုလည်း copy လေးယူထားလိုက်မယ်လေ S under select object ဆိုဒီလိုသွားပြီးလို့မရအောင်နော် crossing နည်းဖြင့်တဝက် select man under base point ကလစ်ပြီးတော့ဆွဲဆက်မဲ့ဘက်ကိုကလစ်ပေါ့ဥမာ10ဆိုရင်10 under ပေါ့ S under crossing နည်းဖြင့်တဝက် select man under base point ကလစ်မယ်ညာဘက်လေးကိုဒီဘက်လေးမှာကလစ်ချလိုက်ပေါ့5 under ရမယ်နော် S under select object under ကလစ်လေးချမယ်ဒီဘက်လေးကို2 under ပေါ့ S under select object under ကလစ်လေးချမယ်နောက်ဘက်ကို short လို့ရတယ်5 under ရမလားအဲဆိုဒါလေးဆွဲကြည့်ပေးနော်နည်းနည်းချင်းလေးပဲပြောလိုက်နောက်တစ်ခုကကြတော့ဒီလိုမျိုးအနားမညီတဲ့ object တွေကိုဆွဲဆက်နေတဲ့အခါကျရင် S under မင်းကလစ်ဖိပြီးတော့ object တွေကိုတဝက် select မှတ်ကလစ်ဖိပြီးတော့မှ object တဝက် select မှတ် base point ကလေးဆွဲဆက်နေတဲ့နေရာကိုကလစ်ချသို့မဟုတ် direction ပြတန်ဖိုးပေးအတူတူပဲเนาะအဲဆိုရင်မတူတဲ့အားတွေကြတော့လူမျိုးဆိုရင်မှာတော့ REC under rectangle လေးတစ်ခုဆွဲရဲဆိုပါဆိုအဲ့ rectangle လေးကို copy လေးယူလိုက်မယ်A under 4 under လေးခုလောက်လူမျိုးလေးထားလိုက်မယ်လေဒီလိုညီနေတဲ့ပုံဆိုရင်ပြဿနာမရှိဘူးညီနေတဲ့ပုံဆိုရင်တတွဲတဲ့တစ်ခါလဲ stress လုပ်လို့ရတယ် S under select object crossing နဲ့တဝက် select မှတ်လေတစ်ခုတည်းမဟုတ်ဘဲနဲ့ပေါင်းပေးလိုက်ရတယ် S under select object under base point ကလေးကိုလိုတလို့ဆွဲဒါဆိုအတူတူအတွဲလိုက်ပါလာအဲ့အတွဲလိုက်ကဒါတူနေတဲ့ပုံတွေမို့လို့တကယ်လို့များမတူတဲ့ပုံတွေပေါ့လူမျိုးတစ်ခုကအရှေ့ရောက်လိုက်တစ်ခုကအနောက်ရောက်လိုက်ဒီလိုဖြစ်နေတဲ့ပုံလေးပေါ့နော်အဲ့လိုပုံလေးပါလာခဲ့ရင်တဲ့ S under ပြီးရင်ကလစ်ကိုဖိရကလစ်ကိုဖိရင်လည်းမှာကလစ်ကဒီလိုမျိုးဖြစ်နေလေအတေးဖြစ်နေရင် option ထဲမှာပြင်ထားလိုက် OP underပြီးတော့ this selection ပေါ့ selection ထဲမှာဒီဟာလေးကိုဒီနှစ်ခုလေးမှာလေခဏလေးဖွင့်ထားခဲ့ကြည့်လိုက်မယ်နော် okay လေးနှိပ်လိုက်မယ်ပြီးရင် S under လေးပြန်သုံးကြည့်မယ် S under မဒီလိုလေးဖြစ်သွားတယ်ပြန်ပြပေးမယ်နော်ပထမတော့4000 box စီးတိုင်းပဲ select ကောက်လို့ရတယ်လေအခုကကြဒီလိုမျိုးအတွန့်လေးဖြစ်သွားအောင်လေအဲ့လိုပုံစံလေးဖြစ်အောင်ပြောင်းထားနော်ဖြီးပါကလစ်လေးကိုဖြီးသွားတာပေါ့နော်ကလစ်ကိုဖြီးထွဲလိုက်မှဒီလိုပုံစံလေးထွက်လာမှာနော်ကိုလိုလိုလေးချိန်လိုက်တာလေပြီးတော့မှဒီဘက်လေးကိုရွှေ့လိုက်တာတွေ့လားနော်အဲ့ဒါကသူ့ရဲ့ selection ကောက်တာလေးကိုပြောင်းထားလို့နော် S under sorry option ပေါ့ O under OP under option နော် OP under တွေကဒီ option တွေကပေါ့ OP under တွေကမှ selection ထဲမှာဒါလေးလာပြီးတော့ဖွင့်ထားလိုက်တယ်ဒီနှစ်ခုလေးခဏဖွင့်ထားလိုက်တယ်နော်ဒီ allow လေးနှစ်ခုပေါ့ allow press and dress on object ဒီနှစ်ခုလေးဖွင့်ထားလိုက်တယ်ပိတ်ထားရင်တော့ဒါ selection ကောက်ရင်အဖြောင်တိုင်းပဲရမယ်နော် OP under တွေကမှ selection တွေကမှဒီ allow လေးနှစ်ခုကိုဖွင့်ထားလိုက်တယ်OP under selection ပြီးဒီနှစ်ခုကို selection လေးအမှန်ကြည့်လေးခဏဖွင့်ထားလိုက်တယ်လို့နော်မလို့တော့ရင်တော့ပြန်ဖြုတ်ထားပေါ့โอเคနေလိုက်မယ်နော်အဲဆိုရင် select ပြန်ပေးကြည့်မယ်လေ S under ပြီးဒီလိုအနားမညီရရေးဆိုရင် S under crossing နည်းနဲ့တဝက် select လေဒါပေမဲ့သူကတော့ဖိပြီးတော့ပေးရမယ်မျိုးဖိပြီးပေးလိုက်လို့ရှိရင်ဒီလိုလေးပါမယ်တွေ့လားအဲ့လိုမျိုးလေးပါလို့ရှိရင်ဒီဘက်လေးမှာကိုလိုတလိုလေးဒီလိုလေးဝိုက်လိုက်နော်အားလုံးပါပြီဆိုတော့မှကလေးချ under တူတူပဲစောစောရလိုပဲဒီလိုလေးဖြစ်သွားတယ်သူကတော့မညီတော့ဘူးပေါ့ဒါမှနော်ဒါကအဲ့ဒါကမညီတဲ့ object တွေအတွက်ပေါ့နော်အနားမညီတဲ့ object တွေအတွက်ဆက်ပြောလိုက်မယ်နော် polygon ကကြတော့ဗဟုကံဆွဲခြင်းသူ့ရဲ့အမျိုးအစားက polyline object အမျိုးအစားနော် POL under သို့မဟုတ် draw တဲ့က polygon ခုမှလဲ1ရယ်2ရယ်ရှိရယ် number 1ပေါ့ POL under number of side ဘယ်နှနာဆွဲမှာလဲပေါ့နော် POL under ပြီး number of side ထည့်မယ် under E under E ဆိုတာ at ကိုပြောတာအနားလေးတွေကိုပြောတာနော် EDGE ပေါ့ at POL under number of side ထည့်မယ် under E under start point ကလေး direction ပြတန်ဖိုးပေး under နော်
star point ကလေး direction ပြတန်ဖိုးပေး enter ပြန်ပြောပြပေးမယ် POL enter number of site enter E enter star point ကလေး direction ပြတန်ဖိုးပေး enter ဆိုရင်အဲ့ဒါလေးဆွဲကြည့်လိုက်ဆွဲကြည့်မယ်ဆိုတော့ဒီထဲမှာရှုပ်နေမှာဆိုလို့เนาะရတော့ရပါတယ်ဆွဲကြည့်လိုက်မယ်เนาะ POL enter POL enter ပြီး number of site ဘယ်နှနာလဲဥမာ9နားနဲ့ဆွဲကြည့်လိုက်မယ်5 enter အနားနဲ့ဆွဲမှာမို့လို့ at လေ E enter E enter ပြီးရင်ကလစ်လေးချလိုက်ရင်ဒီလိုအနားလေးထွက်လာတယ်အဲ့တော့မှတန်ဖိုးလေးထည့်ပေါ့ဥမာ30ရှိရဆို30 enter ပေါ့အဲဆိုရင်ဒီအနားလေးက30နဲ့ဆွဲထားတာ dimension လေးစစ်ကြည့်ခြင်းစစ်ကြည့်လို့ရတယ် dimension တွေက linear စာမတ်စုံမတ်30ပေါ့မာစကေးကနည်းနည်းကြီးနေတယ်2နဲ့တိုင်းကြည့်လိုက်2နဲ့ဆိုရင်တော့နည်းနည်းသေးသွားမှမသိဟုတ်တယ် D enter ပြီးတော့ new ပဲခေါ်လိုက်မယ်နော်3 continue 5လောက်ထားကြည့်လိုက်မယ် okay နှိပ်မယ် close နှိပ်မယ်ဒါကိုဖြတ်ပြလိုက်မယ် dimension တွေက linear စာမတ်ကလေးစုံမတ်ကလေးစားထားမယ့်နေရာမှာကလေးနော်ဒီအနားမှမဟုတ်ဘူးတခြားအနားတွေတိုင်းကြည့်ခြင်းလဲအဲ့လိုပဲ30ပဲရှိလိမ့်မယ်ဘာလို့ဆိုတော့တနာချင်းဒီ30လို့ထည့်ထားတာဖတ်ဆွဲကြည့်မယ် POL enter နမောစာ6နာဆွဲကြည့်လိုက်မယ်6 enter ပြီးရင် E enter E enter ပြီးရင်စာမတ်ကလေးလေးချဒီလိုလေးထွက်လာမှာပေါ့သူ့ရဲ့အနာကိုဘယ်လောက်ထည့်မလဲဆိုမှ30ပဲထည့်ကြည့်လိုက်မယ်10 enter ဒါဆိုရင်သူ့ရဲ့ distance ကတိုင်းကြည့်တဲ့အခါ30နဲ့ထွက်လာလိုက်နော်ကျန်တဲ့နေရာတွေတိုင်းလဲအဲ့လိုပဲနော်30တွေပဲအားလုံးအဆောင်ဆိုတော့ align လေးနဲ့တိုင်းပေါ့ရပါလားပြီးရင်နောက်ထပ်တစ်ခု POL enter နမောအဆိုင်3နာပဲဆွဲကြည့်လိုက်မယ်3 enter ပြီးရင် E enter E enter ဆိုရင်ကလေးလေးချလိုက်တာအနားလေးထွက်လာမှာပေါ့သူရဲ့ distance လေးထည့်လိုက်မယ်ဥပမာ20ဆိုရင်20 enter ပေါ့ဒါ20ရှိမှာပေါ့ dimension လေးတက်ကြည့်လိုက်မယ်ဒီထိပ်နဲ့ဒီထိပ်နဲ့20ပေါ့နော်ဒီအနားလေးလည်းအတူတူပဲเนาะအဆောင်လိုင်းတိုင်းချင်းအလိုင်းလေးကိုယူစာမတ်မှာကလေးစုံမတ်မှာကလေးဒီလိုလေးဒီဘက်လေးမှာလည်းပဲ20ရှိလိုက်တယ်နော်ဒါက POL enter ကိုအနားလေးတွေနဲ့ဆွဲထားတာနောက်တစ်ခုနံပါတ်2ပေါ့အဲဆိုရင်နံပါတ်1ရမယ်နော်နံပါတ်2ကကြတော့ POL enter ပြီးရင် number of site enter အဲ့ထိတူတယ်သူကကြတော့ center point ကလစ် center point နဲ့ဆွဲမှာ center point ကလစ်ပြီး I ရဲ့ C ရဲ့ရွေးရ I ဆိုတာစဝိုင်းရဲ့အတွင်းထဲကနေဆွဲတာ C ဆိုတာစဝိုင်းရဲ့အပြင်ဘက်ကနေဆွဲတာပေါ့နော်ပြီးရင် enter I နဲ့ C နဲ့ရွေး enter ပြီးရင် radius တန်ဖိုးထည့် enter အဲဆိုရင် POL enter number of size enter center point ကလစ်ပြီးရင် I ကိုရွေးမယ် C ကိုရွေးမယ်ပေါ့ I နဲ့ဆွဲမယ်ဆိုရင်စဝိုင်းရဲ့အတွင်းရမယ် C နဲ့ဆွဲရင်စဝိုင်းအပြင်ဘက်ရောက်မယ် enter နှိပ်မယ်ပြီးရင် radius တန်ဖိုးပေး enter အဲဆိုရင်ဆွဲကြည့်ကြမယ်လေအဲ့ဒါလေးဆွဲဖို့အတွက်အရင်ဆုံးအယောင်လေးနဲ့စဝိုင်းလေးဆွဲထားလိုက်မယ် C enter radius တန်ဖိုးဘယ်လောက်နဲ့လဲဆိုတော့30နဲ့စဝိုင်းလေးဆွဲထားလိုက်မယ်အဲဆိုရင်စဝိုင်းလေးတွေဆွဲထားလိုက်တာဆွဲပြီးတော့အဲ့ဒီထဲမှာ polygon လေးတွေလာဆွဲမယ်လေ POL enter POL enter ပြီးရင် number of size ထည့်လိုက်မယ်ဘယ်နှနာလဲဆိုရင်3နာပဲဆွဲကြည့်မယ်3 enter 3 enter ပြီးရင် center point of polygon လေး E enter မဟုတ်တော့ဘူး center point ဆိုတော့သူ့ရဲ့ center မှာကလစ်တနာမှာကလစ်ပြီးရင် inscribe ရဲ့ဒီ circumscribe inscribe ရဲ့ဒီနှစ်ခုရှိရဲ့ I နဲ့ C နဲ့ပေါ့ I ကကြတော့အတွင်းဘက် C ကကြတော့အပြင်ဘက်ဒါဆိုရင် I နဲ့ဆွဲကြည့်မယ် I enter ပြီးရင်သူ့ရဲ့ radius လေးထည့်မယ်လေဒီလိုအတက်လေးဆွဲလိုက်မယ်နော်ဘေးဘက်တွေမသွားတော့ဘူးနော်စဝိုင်းတက်လေးပဲအတက်လေးပဲသူ့ရဲ့ radius 30ပဲထည့်လိုက်မယ်10 enter ဒီလားစဝိုင်းရဲ့အတွင်းထဲမှာထွက်လာတာနော်တိုင်းတဲ့အခါကျရင်နော် dimension တွေကဒီ center to center လေးတိုင်းကြည့်ပေါ့ဒါဆိုရင်ဒီခြုံလေးနဲ့30ရှိတယ်နော်သူကအနားရဲ့တိုင်းတာမဟုတ်ဘူးနော် center ကနေဒီအခြုံအထိကိုတိုင်းအဲ့ပြီးရင်နောက်တစ်ခုကကြတော့ POL enter number of site 3နာပဲထည့်မယ်3 enter center polygon ဆိုတာဒီမှာကလစ်လေးချပြီးတော့ရင် C enter ပြီးရင်သူ့ကိုလည်းဒီလိုအတက်လေးပဲသူကအောက်ဘက်အတက်လေးထားလိုက်မယ်10 enter ဒါဆိုရင်သူကအပြင်ဘက်ထွက်သွားတယ်ဟုတ်မလားဒါလေးအောက်လေးနည်းနည်းချပေးမယ်
ဒါဆိုရင်ဒီလိုပုံလေးတွေရမှာပေါ့ရမယ်နော်က I နဲ့ဒါက C နဲ့အဲ့ဆို C နဲ့ကကြတော့ဘယ်လိုတိုင်းတာလဲဆိုတိုင်းကြည့်မယ်လေ dimension နဲ့ကသူကကြတော့ဒီကနေပြီးတော့ဒီအထိလေးကိုတိုင်းကြည့်လိုက်မယ်30ပေါ့ sorry ဒီကနေမှဒီအထိအောက်ရဲ့ဒီ center နဲ့ဒီလိုမျိုးအချွန်လေးကိုပေးတာ30ဆိုတာနော်ဒီကကြတော့ဒီထိတ်အချွန်လေးနဲ့တိုင်းတာသူကကြတော့ဒီလိုအလယ်မြင့်နဲ့တိုင်းထားတာနော်အဲ့ဆိုရင်တကယ်လို့များဒီစဝိုင်းနေမပေးဘဲနဲ့ polygon ဆွဲတယ်ဆိုရင်ဒါဆိုရင်ဒါက C နဲ့ဆွဲတယ်ဆိုတာသိရမယ်နော်အဲ့လိုဒီမှာဆိုရင်ဒီလိုတဝက်ကနေပေးထားတယ်ဆိုရင်ဒီလိုအချွန်ထိပေးထားတယ်ဆိုရင် I နဲ့ဆွဲထားတဲ့ပုံပဲပေါ့နော်အဲ့ဆိုထပ်ဆွဲကြည့်မယ် POL enter number of side 5 enter ပြီးရင် center point of polygon ကလေးလေးချမယ်အဲ့ဒါပြီးရင် I enter ပြီးရင်တက်တက်လေးထားလိုက်မယ်သူတက်တက်လေးပဲပေါ့နော် radius တန်ဖိုး30လို့ထည့်လိုက်မယ်10 enter အဲ့ဆိုရင်ဒါ radius 30ပေါ့ POL enter number of side 5 enter 5 enter ပြီး center point ရောဒီမှာကလေးလေးချမယ်ပြီးရင် C enter အောက်ဘက်တက်တက်လေးသူ့ကိုဆွဲမယ်10 enter ဒါဆိုအပြင်ဘက်လေးထွက်လာမှာပေါ့ဟုတ်မလားဒါက I ရယ် C ရယ်နော်ဒီမှာဆိုလဲတိုင်းကြည့်မယ်ဆိုရင် dimension နဲ့ align နဲ့ပဲယူလိုက်မယ်ဒီ center နဲ့ဒီရဲ့အချွန်လေးနဲ့ထိပ်အချွန်လေးနဲ့ပေးထားတာ30ဒါဆိုရင်ဒါ I သူကကြတော့ဒီကနေမှဒီအောက်ဘက်အညီလေးကိုပေးထားတာကြတော့ C နော်အပြင်ဘက်နဲ့ပေါ့ဒါမလားဒါက polygon ဆွဲရလေနော်အဲဆိုရင်ဒီကအနားမညီရရမယ် polygon ရမယ်ဆက်ပြောလိုက်မယ်နော် donut ကကြတော့ DO under ပြီးရင် specify inside diameter enter သူ့မှာ diameter နှစ်ခုရှိမယ်အပြင်က donut ပုံစံလေးပေါ့နော်ဒီလိုမျိုးစဝိုင်းတစ်ခုရှိမယ်အပြင်ဘက်မှာဒီလိုစဝိုင်းတစ်ခုရှိမယ်နှစ်ခုပေါ့အဲဆို inside diameter enter outside diameter enter ပြီးရင်ထားမဲ့နေရာလေးမှာကလေးလိုက် comment ထွက်ချင် enter လေးနဲ့ထွက်နော်အဲဆိုရင်ဆွဲကြည့်ကြမယ် DO enter color လေးခွဲချလိုက်မယ် DO enter inside diameter of donut ဥမာ3လို့ထားကြည့်လိုက်မယ် outside diameter of donut 10လို့ထားကြည့်လိုက်မယ်ဒါဆိုရင်ဒီပုံလေးရမှာပေါ့နော်ထပ်ပြီးတော့ဆွဲကြည့်မယ် DO enter inside diameter of donut 10လို့ထည့်ကြည့်လိုက်မယ် outside diameter of donut 20လို့ထည့်ကြည့်လိုက်မယ်ဒီလိုလေးထွက်လာတယ်နော်ထပ်ပြီးတော့ဆွဲကြည့်မယ် DO enter inside diameter ကို donut 1လို့ထည့်ကြည့်လိုက်မယ် outside diameter ကို donut 5လို့ထည့်ကြည့်လိုက်မယ်ဒါဆိုဒီလိုလေးထွက်လာမှာပေါ့နော် DO enter inside diameter ကို donut ဥမာ10လို့ထည့်ကြည့်လိုက်မယ် outside diameter ကို donut 15လို့ထည့်ကြည့်လိုက်မယ်ဒီပုံစံလေးထွက်လာတယ်ဒါမယ်နော်အဲ့ဆိုရင်နောက်တစ်ခုထပ်ပြီးတော့ဆွဲကြည့်မယ် DO enter inside diameter 0လို့ထည့်ကြည့်လိုက်မယ်outside diameter 20လို့ထည့်ကြည့်လိုက်မယ်ဒါဆိုဒီလိုအလုံးပြည့်ဖြစ်သွားမှာပေါ့ဒါမှနော်ဒါ inside diameter မထည့်ထားလို့နော်0ထည့်ထားလို့အလယ်မှာအပေါက်မဖြစ်တာနော် outside diameter ပဲထည့်ထားနော်ဒါက donut comment လေးနော်အဲ့ဒီ donut လေးတွေကပြောမှဆိုဒီမှာအပြည့်ချဲ့ထားပေးရလေစက်ဝိုင်းပုံမဟုတ်ဘူးကြလို့များအဲ့စက်ဝိုင်းအဲ့ဒါလေးတွေကလေမမြင်ရဘူးဆိုပါစို့အမှ fade on fade off ပြန်လုပ်လို့ရတယ် FILL enter off ထားတယ်ဆိုရင်မြင်ရမှာမဟုတ်ဘူးเนาะ FILL enter on enter ဒီမို့ပိတ်ထားနေတယ်ဆိုရင် fade enter off enter ဒါတွေပြန်ကြည့်ဖို့အတွက် RE enter ရိုက်ပြရတယ်နောက်ဆုံးမှာ RE enter เนาะအဲ့တော့ fade enter လေးရိုက်ကြည့်မယ် FILL enter fade enter ဒီမှာ on ထားပြီးသားမို့လို့မြင်ရတာလေ off ကြည့်မယ် off enter off enter ဆိုရင်ပြောင်းသွားလားဆိုမပြောင်းဘာလို့ဆိုအနောက်မှာ RE enter ထပ်ရိုက်ရသေးတယ်လေ region ထပ်ရိုက်ကသေးတယ်အဲ့တော့ RE enter လေးရိုက်ကြည့်လိုက် RE enter တွေ့လား donut လေးတွေကလိုမျိုးဖြစ်နေလို့ရှိရင် fade ပြန်ပြီးတော့ on ထားလိုက်မယ် FILL enter on enter ပြန်ပြီးတော့မြင်ကြည့်ရင် RE enter region ပြန်ရဒါမလားဒါက donut အဲဆိုရင် polygon ရဲ့ donut ရဲ့ရမယ်နော်ဆက်ပြောလိုက်မယ်နော်နောက်တစ်ခုများသွားရလားပြန်ဆွဲကြည့်အောင်လားဒီတိ
ပြန်ဆွဲကြည့်လိုက်နော်ညမှာဆိုလို့မှားတာညမှာဆိုလို့နော်ဒီအနာမညီတာလေးရယ်ပိုလီခွန်လေးရယ်ဒိုနက်လေးရယ်ဆွဲကြည့်နော်ပြီးမှဆက်ပြောမယ်နော်ပြီးတော့မှပိုလီလိုင်းရယ် PFT ရယ် explode ရယ် E လေးရယ် PE လေးရယ်၅ခုကျန်တယ်နော်အဲ၅ခုရယ်နောက်ထပ်ပုံလေးတစ်ပုံလောက်ပြီးရင်စေးကြပါမယ်ပုံကမိလဲတင်မယ်မမိလဲမတင်ဘူးပေါ့နော်ပိုလီလိုင်းပေါ့ပိုလီလိုင်းကကြတော့တစ်ဆက်သေးတတွဲတဲ့ရှိတော့ line နော်တစ်ဆက်သေးတတွဲတဲ့ရှိတော့ line သူရဲ့ comment က PL enter သို့မဟုတ် draw တဲ့ကပိုလီလိုင်း PL enter star point ကလေး PL enter star point ကလေးပြရနဲ့သူကရွေးလို့ရတယ် ask day with day နဲ့ထည့်ပြီးတော့ဆွဲလို့ရတယ်နော်ပြီးရင် next point ကလေးတဲ့ comment ထွက်ချင် enter ပေါ့ PL enter star point ကလေးရိုးရိုး line လား ask လား with နဲ့လားဆွဲလို့ရတယ်ပြီး next point ကလေး comment ထွက်ချင်ရင် enter အဲဆိုရင် poly line လေးဆွဲကြည့်မယ်လေတစ်ဆက်တည်းတတွဲတည်းရှိတော့ line ဒါကဘာကိုပြောရလဲဆိုဥမာရိုးရိုး enter နဲ့ဆွဲတယ်ပေါ့ line လေးဆွဲတယ် auto လေးခဏပိတ်ပြီးတော့ဆွဲကြည့်လိုက်မယ်နော် auto လေးခဏပိတ်ပြီးတော့ဆွဲရဆိုဒါရိုးရိုး line လေးတွေဆွဲထားပဲ comment ထွက်မဲ့ enter ဒါပေမဲ့အဲ့ဒီ line ကိုထောက်ကြည့်လိုက်သိလားတစ် line ချင်းစီဖြစ်နေတယ်နော်တစ် line ချင်းစီဖြစ်နေတာပေါ့အဲ့လိုမဟုတ်ဘဲနဲ့ poly line နဲ့ဆွဲကြည့်မယ်ပေါ့ PL enter PL enter ပြီးရင်ဘယ်လိုမျိုးလေးဆွဲကြည့်မယ် PL enter ဆိုပြီးတော့ line ဆွဲတာပဲသူလဲ comment ထွက်ကြည့်မယ် enter ဒါပေမဲ့ဒီပုံကိုထောက်ကြည့်တတွဲတည်းဖြစ်သွားတယ်ဒါကရိုးရိုး line နဲ့ဆွဲထားတာဒါက poly line နဲ့ဆွဲထားတာဒါပြင်ဟိုမှာ line လေးတွေဆွဲတာပေါ့ L enter auto လေးပြန်ဖွင့်ကြည့်လိုက်မယ်10 enter ညာဘက်ကို10 enter ပြီးရင်စမှတ်ဆုံးမဲ့ C enter ဒါရိုးရိုး line နဲ့ဆွဲထားတာအဲ့လိုမျိုးမဟုတ်ဘဲနဲ့ poly line နဲ့ဆွဲကြည့်မယ်ပေါ့ PL enter သူကနေအောက်ဘက်ကိုဆွဲမယ်ဒီဘက်ကိုဆွဲမယ် C enter နဲ့ပိတ်မယ်ဒါပေမဲ့ထောက်ကြည့်လိုက်တစ်ဆက်တည်းဖြစ်တယ်နော်အဲ့ပြီးရင်နောက်ထပ် rectangle လေးဆွဲကြည့်မယ်ပေါ့ PL enter 10 enter ညာဘက်ကို10 enter အောက်ဘက်ကို10 enter ဒီဘက်ကို10 enter comment ထွက်မဲ့ enter rectangle တော့မဟုတ်ဘူးဒါပေမဲ့သူက poly line နဲ့ဆွဲထားတဲ့အတွက် poly line ဖြစ်သွားတယ်နော်မ rectangle ဆွဲရဲဆိုရင်တော့ IEC enter ဆိုရင်ဒါကဘာ line လဲဆို poly line ပဲသူလည်းတစ်ဆက်တည်းပဲဒါကကြတော့ poly line နဲ့ဆွဲထားတဲ့ပုံစံလေးပေါ့နော်ရမယ်နော်သူ့လိုမျိုးလေးပဲ poly line မျိုးစားဖြစ်သွားတာဟုတ်လားပြီးရင်နောက်ထပ်အဝိုင်လေးနဲ့ဆွဲပြပေးမယ် color လေးခွဲလိုက်ပါPL enter စမ်းမက်ကလေးလေးချမြင်းဖြောင်လေးနဲ့ထွက်မယ်ပေါ့မြင်းဖြောင်လေးနဲ့ဆွဲပြီးတော့အဝိုင်လေးဆွဲခြင်းနဲ့ဆိုရင် ask လေးကိုယူလိုက်ပုံဆွဲနေနေပဲเนาะ comment ထွက်စရာမလိုဘူး A enter လို့ရတယ်သို့မဟုတ် A enter မဟုတ်ဘဲနဲ့ဒါလေးကိုလာပြီးတော့ click လိုက်လဲရတယ်เนาะ A လေးကို click လိုက်အဲဆိုရင်မှအဝိုင်လေးထွက်လာပြီပေါ့မြင်းဖြောင်လေးပြန်ဆွဲမယ်ဆိုရင်ရိုးရိုး line လေးပြန်ယူလေ line လေးပြန်နေဒါဆိုရင်အဖြောင် line လေးဖြစ်မှာပေါ့ပြီးရင်ဒီဘက်လေးကိုဆက်ဆွဲမယ်ပေါ့အဝိုင်လေးဆွဲခြင်းနဲ့ဆိုရင် A enter အဝိုင်လေးပြန်ဆွဲလို့ရတယ်ရိုးရိုးမြင်းဖြောင်ဆွဲခြင်းရင် L enter comment ထွက်ခြင်း enter ဒီမှာလာပြီးတော့ select မှတ်ကြီးတစ်ဆက်တည်းဖြစ်တယ်နော်အဲ့မှာအထူလေးနဲ့ဆွဲကြည့်မယ်လေရိုးရိုး line လေးဆွဲကြည့်မယ် PL enter ရိုးရိုး line ဆွဲလိုက်တယ် PL enter ပြီးရင်ဒါရိုးရိုး line width လေးနဲ့ဆွဲကြည့်မယ်ပေါ့ W enter နော် width W enterပြီးရင် starting width ပေါ့ starting width ကိုမှ3 enter လို့ထားကြည့်လိုက်မယ် ending width ကို3 enter လို့ထားကြည့်လိုက်မယ်ဒါဆိုရင်စမှတ်ကလည်း3ဆုံးမှတ်ကလည်း3ရိုးရိုး line ပြန်ဆွဲမယ်ဆိုပါစို့ line ပြန်ယူလေ L enter သို့မဟုတ် width ပြန်ထည့်ပေါ့ W enter starting width မှာ0 enter ပြန်ထည့် ending width မှာ0 enter ပြန်ထည့်ဒါမှရိုးရိုး line ထွက်လာ comment ထွက်မယ် enter ဒါမှပြန်ဆွဲပြပေးမယ်နော် PL enter စာမိုက်ကလေးတယ်ပြီးရင်မကလေးချလိုက်တယ် width လေးထည့်မယ် W enter starting width ကို3 enter ending width ကိုလည်း3 enter ဒီလိုလေးရမှာပေါ့ရိုးရိုး line ပြန်ဆွဲခြင်းနဲ့ width ပြန်ထည့်မယ် W enter starting width 0 enter ending width 0 enter အဲဆိုရင်ဒီပုံလေးရတော့မှာပေါ့ comment ထွက်မယ် enter အဲ့လိုမဟုတ်ဘဲနဲ့နောက်ထပ်ထပ်ဆွဲကြည့်မယ် PL enter စာမိုက်ကလေးလေးချပြီးရင်စမှတ်ကလေးချပြီးတဲ့ width ထည့်လိုက်မယ် W enter starting width ကို3 enter ending width ကို3 enter ဒီလိုလေးလာတယ်ဆိုပါပြီးမြားကောင်းလေးဆွဲမယ်ပေါ့
အဲဆိုရင် width ပြန်ပြောင်းမယ် w under ပြီး starting width ကိုမှာ7လောက်ထည့်ကြည့်လိုက်မယ်7 under ending width ကို0 under လို့ထည့်လိုက်မယ်ဒါဆိုလိုမျိုးလေးဖြစ်သွားမှာပေါ့ comment ထွက်မယ် under ပြန်ဆက်ပြပေးမယ်နော် PL under start point ကလေး W under starting with 3 under ending with 3 under ပြီးရင်ကလေးလေးကိုလိုတဲ့နေရာလေးမှာကလေးချဝတ်ပြန်ထည့်မယ် W under ညာကောင်းလေးလေး7လောက်ထည့်လိုက်တယ်7 under ညာအချုံလေးကြတော့0ပြန်ထည့်တယ်လေ ending with 0 under အဲဆိုရင်ဒီမှာညာလေးထွက်လာပြီ comment ထွက်မယ် under ရမလားဒါက with ဆိုတာ poly line လေးနဲ့ဆွဲတဲ့ဟာလေးတစ်ဆက်တည်းဖြစ်သွားတာเนาะအဲ့ပြီးရင်နောက်ထပ်ခေါင်းစဉ်တစ်ခုနောက်ခေါင်းစဉ်ကကြတော့ p edit ပေါ့ p edit ကကြတော့တစ်ဆက်တည်းတတွဲတည်းဖြစ်အောင်ပြုလုပ်ခြင်းเนาะ p under p ဆိုတာတော့ p edit ကိုပြောတာ m က multiple ကိုပြောတာတစ် line ထပ်ပို့လို့လေ p under m under object select under y ကကြတော့ yes ကိုပြောတာเนาะ y under j ကကြတော့ join လေးကိုပြောတာ j under 3ကunder p under m under select object under y under j under 3ကနော်တစ်ဆက်တွဲတည်းဖြစ်အောင်ပြုလုပ်ခြင်းစောစောကပြောခဲ့တယ်လေဒီမှာဒါက poly line နဲ့ဆွဲထားတာ PL under နဲ့ဆွဲထားတာဒါက UU line နဲ့ဆွဲထားအဲ့ဆိုဒီလို UU line နဲ့ဆွဲထားတဲ့တက်ကိုင်းကြီးဖြစ်နေတာတွေတစ်ဆက်တွဲဖြစ်ခြင်းရတယ် P edit ဖွဲ့လိုက် PE under M က multiple ကိုပြောတာ M under select object under y underပြီးရင် j under 3ကဆိုဒီလိုလေးဖြစ်တာတဲ့တစ်ဆက်တည်းဖြစ်ဒါပဲเนาะအဲဆိုဒီမှာတစ်ဆက်တည်းမဖြစ်တဲ့ပုံလေးရှိရလေဒါလေးကိုလည်းတစ်ဆက်တည်းဖြစ်ချင်နေဆိုပါဆို p under m under select object under y under j under တစ်ဆက်တည်းဖြစ်သွားเนาะဒါက p edit ပေါ့အဲ့ဆိုရင်အဲ့ဒီမှာဒီအောင်မပြောခင်မှာဒီလိုတစ်ဆက်တည်းဖြစ်နေတဲ့ line တွေတစ် line ကြီးနေဖြစ်ချင်တယ်ဒီမှာ rectangle တွေတစ်ဆက်တည်းဖြစ်နေရလေတစ် line ကြီးနေဖြစ်ချင်တယ် h block ကြည့်ကြည့်ခဲ့ h နော် h under သူအောက်မှာလည်းပေးထားပါတယ် h under တစားစီလောက်ချင်းပေါ့တစားစီခွဲချင်ကြတော့ h under သို့မဟုတ် modify နဲ့က h block h under select object under ဆိုရပြီအဲ့ဆိုရင် h ကကြည့်ကြည့်ခဲ့ h နော် h under select object under ဆိုဒီမှာတစ် line ကြီးဖြစ်သွားတယ်အဲ့ဆိုအဲ့လိုတစ် line ကြီးဖြစ်နေရတယ်တစ်ဆက်တည်းပြန်ထည့်ခြင်း p edit p under m under select object under y under j under တစ်ဆက်တည်းဖြစ်တစ်ဆက်တည်းဖြစ်တာခွဲခြင်းကြတော့ h under select object under တစ် line ကြီးဖြစ်သွားတယ်ဒီမှာဆိုလဲဒီမှာတစ်ဆက်တည်းဖြစ်နေတယ်ပြန်ခွဲ h under select object under တစ် line ဖြစ်သွားเนาะရမယ်เนาะအဲဆိုရင် PLD ရဲ့h block ရဲ့ဒါတစ်ဆက်တည်းဖြစ်အောင်လုပ်တာဒါတစားစီလုပ်တာ poly line တစ်ဆက်တည်းဆွဲကြည့်ကြတော့ poly line နဲ့ဆွဲတာပြီးရင်နောက်တစ်ခုကဘဲဥပုံလေးဆွဲကြည့်ဒီနှစ်ခုဆက်ပြောလိုက်မယ်เนาะ elip ပုံလေးဆွဲကြည့်ရင်ဘဲဥပုံလေးဆွဲကြည့်ရင် el under သို့မဟုတ် draw တဲ့က elip เนาะသူမှာနှစ်ခုရှိတယ်1ရယ်2ရယ်နံပါတ်1 el under el under ပြီးရင် start point ကိုကလေးစပြီးတော့ start point ချလိုက်တာ el under start point ကလေး first direction ပထမ direction ကိုတန်မှုအပြည့်ပြီး under second direction တန်မှုတစ်ဝက်ပဲပြီး under el under start point ကလေး first direction တန်မှုအပြည့်ပြီး under second direction တန်မှုတစ်ဝက်ပြီး under เนาะဒီလေးဆွဲကြည့်ကြမယ်ဒါဆိုရင် first direction second direction ကဘာကိုပြောရလဲဆိုဥမာ line လေးရှိရဆိုပါဆို first direction မှာ20ရှိရဆိုပါဆိုဥမာ second direction မှာ10ရှိရဆိုပါဆိုအဲ့ဒီသဘောလေးပြောပြရနော်ဥမာဒါက20တောင်လိုက်က10ပေါ့ဒီထိန်းနဲ့က20ဒီထိန်းနဲ့က10ရှိတယ်ဆိုပါဆိုပေါ့နော်အဲ့ဆိုရင်အဲ့ပုံလေးဆွဲကြည့်မယ် el under စာမိုက်ကလေးချfirst point ကလေးချပေါ့နော် start point ကလေးချပြီး first direction တန်မှုအပြည့်အဲ့ဆိုတန်မှုအပြည့်ဆိုတော့20ဆိုရင်20 under ပေါ့ပြီး second direction တန်မှုတစ်ဝက်10ဆိုရင်10 under လို့ထည့်ရမှာမဟုတ်10ရဲ့တစ်ဝက်ဘယ်လောက်ရှိမလဲ5 under ရမလားဒါမှ dimension တက်ကြည့်ရဲ့အခါဒီထိပ်ကနေဒီထိပ်ထိကတန်မှုအပြည့်20ပေးရတယ်
တောင်လိုက်ကကြတော့30ရဲ့တစ်ဝက်5ပေးရတယ်နော်ပြန်ဆွဲပြပေးမယ်နော် EL under တာ point ကလေးချတယ် first direction တမိုးပြပေးမယ်20 under second direction တမိုးတစ်ဝက်ပေးမယ်5 under နော်အဲ့လိုမဟုတ်ဘဲနဲ့ down လိုက်ဆွဲမယ်ဆိုလည်းရတယ်လေ EL under first direction first point ကလေးချအဲဆိုရင်30ရဲ့တစ်ဝက်လေသူက30နဲ့ဆွဲမှာကို30 under second direction 20ရဲ့တစ်ဝက်30 under ရမလားအဲ့တော့ dimension တက်ကြည့်မယ်ဒီထိန်းနဲ့ဒီထိန်းနဲ့က20ပြီးရင်ဒီဘက်ထိန်းနဲ့ဒီဘက်ထိန်းနဲ့က30ရမလားဒီတောင်လိုက်ပုံလေးပြန်ဆွဲပြပေးမယ်နော် EL under first point ကလေးချတယ် first direction တမိုးပြည့်10 under second direction တမိုးတစ်ဝက်10 and sorry EL under စာမတ်ကလေး30ကအပြည့်ပေးတယ်ပြီးရင်20ကတစ်ဝက်ပေးတယ်30ပေါ့ဒါမှမဟုတ်ဒါဒီပုံလေးရသွားနော်အဲ့ဒါက E လေးပထမတစ်ခုဒုတိယတစ်ခုပြောတော့မယ်နော်ဒုတိယတစ်ခုကကြတော့ EL under သူက center နဲ့ဆွဲမှာ C under EL under C under center point ကလေးနော် EL under C under ဒီလိုမျိုး start point ကလေးတာမဟုတ်ဘူးနော်ဒုတိယကကြတော့ EL under C under center point ကလေးပြီး first direction ပြတန်မိုးတစ်ဝက်ပေး under second direction တန်မိုးတစ်ဝက်ပေး under သူကတစ်ဝက်တွေပဲထည့်ရတာ center ကနေဆွဲတာဘူးလို့နော် first direction ကလည်းတစ်ဝက်ပဲ second direction ကလည်းတစ်ဝက်ပဲနော်သူက C under လေးသုံးတဲ့အခါကျရင်အဲဆိုရင်ဆွဲကြည့်ကြမယ်လေ EL under C under C under ပြီးရင် center point ကလစ်တယ် first direction တစ်ဝက်ပဲလေတစ်ဝက်ဆိုတော့မှာ30ရဲ့တစ်ဝက်ပေါ့5 under မှာ20ရဲ့တစ်ဝက်10 30 under ပေါ့နော်ထပ်ဆွဲကြည့်မယ် EL under C under center ကလစ်တယ်20ရဲ့တစ်ဝက်30 under 30ရဲ့တစ်ဝက်5 under imagine နဲ့အစ်စ်တွေမတုံပြတော့ဘူးเนาะဒါပဲဆွဲလိုက်ဆွဲနည်းပဲกว่าသွားဒါမလားဒါကစင်တာနဲ့ဆွဲတာရယ်စာမတ်နဲ့ဆွဲတာရယ် start point နဲ့ဆွဲတယ်ဆိုရင် first direction ကတမိုးအပြည့်ပေး enter second direction တမိုးတစ်ဝက်ပေး enter center point နဲ့ဆွဲမယ်ဆို first direction ကလည်းတစ်ဝက် enter second direction ကလည်းတစ်ဝက် enter เนาะအဲ့ပြီးနောက်ဆုံးတစ်ခုကကြတော့ PE lit PE lit ဆိုတာက PE lit enter လို့ရိုက်လိုက် PE lit enter 0 enter ဆိုရင်ဒါ true E lit ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ PE lit under 1 under လို့ဝင်ထားခဲ့ရင် true E lit မရဘူး2D bully line ပဲဖြစ်တယ်အဲ့ဆိုရင် true E lit 2D bully line ဆိုတာဘာကိုပြောရလဲပြောမယ်နော် PE lit 0မှာ true E lit ထွက်တယ် PE lit 1မှာ 2D bully line ထွက်တယ်ဒါက E lit ဆွဲဖို့ရအတွက်ဥမာ PE lit တန်မိုး0 under နဲ့ဆွဲဆိုအခုသုံးထားခဲ့တဲ့ E lit တွေက true E lit နဲ့ဆွဲထွက်လာမှာအဲ့လိုမဟုတ်ဘဲနဲ့ PE lit တန်မိုး1 under ထည့်ထားခဲ့ဆိုရင်ဒီပုံတွေက 2D bully line နဲ့ပဲထွက်နော်အဲဆိုရင်အခုဒီမှာ E lit လေးကိုဆက်လက်ပေးကြည့်လိုက် center point ရှိတယ် quadrant ၄ခုရှိတယ်ဒါ true E lit နော်ဒီမှာဆက်လက်ပေးကြည့်လေ center point ရှိတယ် quadrant ၄ခုရှိတယ် true E lit ဘာလို့ဆိုရင် PE lit မှာစစ်ကြည့်လိုက် PE နော် PE lit under မှာ0 under ဖြစ်နေလို့တွေ့လား0 under မို့လို့ true E lit ဖြစ်တာတကယ်လို့များ1 under ဆိုပြီးတော့ E lit နောက်တစ်ခုထပ်ဆွဲကြည့် EL under C under first direction တမိုးတစ်ဝက်ပေးမယ်10 under second direction တမိုးတစ်ဝက်ပေးမယ်5 under အဲဆိုရင်ဒီပုံမှာဆက်လက်ပေးကြည့်ဒါက true E lit နဲ့ဆွဲထားခဲ့တဲ့ပုံနော်ဒီဘက်က true E lit နဲ့ဆွဲထားတာ center point ရှိတယ် quadrant ၄ခုရှိတယ်ဒီမှာ P E lit တမိုး1 under လို့ပေးခဲ့တဲ့ပုံကတွေ့လား center point မပါဘူးအဆက်လေးဖြစ်နေတယ် quadrant မပြတော့ပြီးရင်ဒီပုံမှာတင်ကြည့်ရင်လည်းမပြပေးတယ် 2D poly line ဒီဘက်ပုံပေါ်မှာတင်ကြည့်ရင် E lit နော် E lit ရဲ့ပုံလေးက center ရှိတယ် quadrant ၄ခုရှိတယ်ဒီမှာကျတော့ 2D poly line လို့ပြတယ် center မရှိဘူးအဆက်လေးဆက်ထားနော်အဲ့ဒါလေးကကြတော့ဒီပုံထွက်ချင်ရင် P lit တန်မိုး0ထားဒီဘက်ကပုံ true E lit မထွက်ချင်ဘူးရိုး 2D poly line ထွက်ချင်ရင် P lit တန်မိုး1ထားအဲဆိုရင် PE LLI PSC P lit တန်မိုးမှာ1ဆိုရင် 2D poly line ထွက်မယ်0ထားရင် true E lit ထွက်မယ်
အဲ့တော့0 under နဲ့ပဲဆွဲတာများပါတယ်နော်ရမယ်နော်ဒါဆိုရင်ဒီနေ့ comment ကဒီလောက်ပဲနော်အဲ့ဆိုရင်ဒါလေးပြန်လေ့ကျင့်ပြီးရင်စဉ်းကြမယ်နော်မနေ့ပြန်မှပုံဆက်ဆွဲလိုက်မယ်ဒီနေ့ comment ပဲပြန်လေ့ကျင့်လိုက်နော်